မြမရိုးရာအယူအဆများအရအိမ်တွင်းသို့တရိษံများဝင်ရောက်လာခြင်းသည်ထူးခြားသောအတိတ်နိမိတ်များဖြင့်ယူဆလေးရှိကြပါသည်။ရာဆွဲခြင်းဖားတက်ခြင်းနှင့်ငှက်ဝင်ခြင်းတို့နှင့်ပတ်သက်ပြီးဖြစ်လာနိုင်မည့်အပြောင်းလဲများကိုအောက်ပါအတိုင်းရှင်းပြပေးလိုက်ပါရရှင်။အိမ်ထဲတွင်ပြားဆွဲခြင်းအိမ်တအိမ်တွင်ပြားလာဆွဲခြင်းကိုအင်မတန်ထူးခြားသောလက်ကောင်းသည့်နိမိတ်ဟုသတ်မှတ်ကြပါသည်။စီးပွားရေးမမျှော်လင့်ပဲစီးပွားရေးအစဉ်ပြေချုံးမွေးလာခြင်းနှင့်ငွေကြေးလက်လာပါများအစုလိုက်အပုံလိုက်ဝင်လာတတ်ခြင်းကိုဆိုလိုပါတယ်။လူမှုရေးအိမ်သားများအတွင်စီးလုံးညီညွတ်မှုရှိလာပြီးဂုဏ်တရေရှိသူများ၏ကူညီထောက်ပံ့မှုကိုရရှိတတ်ပါတယ်။အိမ်ထဲသို့ဖားတက်ခြင်းသည်လည်းရှေးလူကြီးများ၏အယူအဆအရအေဂျင့်တာယာခြင်းကိုဆောင်ကျင်းပေးသည့်နိမိတ်ဖြစ်ပါတယ်။ကျန်းမာရေးအိမ်သားများကျန်းမာရေးကောင်းမွန်ခြင်းနှင့်စိတ်အေးချမ်းမှုရရှိခြင်းတို့ကိုဖြစ်စေတတ်ပါတယ်။ကံကြမ္မာအိမ်ထဲသို့ဖားတက်လာပါကထိုအိမ်တွင်စားဝတ်နေရေးဖူလုံပြီးအေဂျင့်သည့်သတင်းကောင်းများကြားရတတ်သည်ဟုယုံကြည်ကြပါတယ်။အိမ်ထဲသို့ငှက်ဝင်ခြင်းသည်ငှက်အမျိုးအစားနှင့်အပြုအမူပေါ်မူတည်ပြီးအဓိပ္ပာယ်အနည်းငယ်ကွဲပြားတတ်ပါတယ်။တာယာသောငှက်များဥပမာစာကလေးချိုးငှက်စသည့်ငှက်များဝင်ရောက်လာပါကအိမ်သို့ဧည့်သည်ကောင်းရောက်လာခြင်းသို့မဟုတ်ဝမ်းသာစရာသတင်းကောင်းများကြားရတတ်ပါတယ်။မိမိမကောင်းသောငှက်များလင်းတခင်ပုတ်စသည့်ငှက်များဝင်ရောက်လာပါကသတိထားရမည့်နိမိတ်ဟုယူဆကြပြီးအိမ်သားများကျန်းမာရေးသတိပြုရန်နှင့်ဘာသာရေးကုသိုလ်များပုံမူလှုပ်ဆောင်ရန်အကြံပြုလေးရှိကြပါရရှင်။